ကျွန်တော် browser ထဲမှာသုံးနေနဲ့အခုလိုမျိုးလေးကျွန်တော်သိချင်တဲ့စကားလုံးလေးတွေကို translate လုပ်မယ်ဘာသာလေးတွေပြန်စီခြင်းတယ်ဆိုလို့ရှိရင်အရန်လွယ်ပါတယ်လိုက်ကြည့်စေခြင်းတယ်ပြီးတော့ကိုလိုအပ်တဲ့အချိန်မှာတိတ်နားမလဲလို့ရှိရင်ဘာသာပြန်တော့လဲလွယ်လွယ်ကူသိရတာပေါ့ဗျာအထာလဲကြမယ်မြင်မြန်ဆက်ဆန်လဲနားလဲလွယ်မှာပဲဖြစ်ပါတယ်တကယ်လွယ်တာမဟုတ်လို့လိုက်ကြည့်စေခြင်းပါတယ်အရန်လွယ်ပါတယ်လိုက်ကြည့်ပေးပါလိုက်ခဲ့โอเคကျွန်တော်ကွန်ပျူတာကြီးကကျွန်တော်ရှေ့ကိုရောက်ရှိနေပြီဖြစ်ပါတယ်အင်တာနက်ချိတ်ဖို့လိုပါတယ်ကျွန်တော် Wi-Fi ချိတ်ပြီးသွားလို့ရှိရင်တော့ကျွန်တော် Chrome browser တွေကိုဝင်ပါမယ်ဗျာဝင်ပြီးသွားလို့ရှိရင်ကျွန်တော်ဒီ Chrome browser ရဲ့ညာဘက်အပေါ်တောင်းမှာရှိတဲ့အဆက်ကလေး30ထဲကိုဝင်ပြီးတော့ကျွန်တော် extension ဆိုတာလေးကိုရှာပြီးဝင်ပေးလိုက်ပါပြီးရင်တော့ visit Chrome web store တွေကိုဝင်လိုက်ပါမယ်ပြီးသွားပြီဆိုရှင်တော့အပေါ်က search bar လေးမှာကျွန်တော်ရိုက်ရမှာတော့ Google Translate ဆိုတာလေးကိုရိုက်ပြီးတော့ကျွန်တော်တို့ဝင်လိုက်ပါပြီးသွားလို့ရှိရင်တော့ဒီဘက်ဘေးမှာရှိတဲ့အပြောင်လေး add to Chrome ဆိုတာလေးကိုကျွန်တော် Chrome ထဲကို add လိုက်ပါမယ်ပြီးရင်တော့ add extension ဆိုတဲ့အပြလေးကိုပဲထပ်ဝင်မှာဖြစ်ပါတယ်ခင်ဗျပြီးသွားလို့ရှိရင်ဟိုအပေါ်ဆုံးနားမှာရှိတဲ့ extension icon လေးကိုဝင်ပါနှိပ်လိုက်ပါတော့ကျွန်တော်နှိပ်လိုက်တာနဲ့ဘာဖြစ်သွားမလဲဆိုလို့ရှိရင်ဒီ extension ရဲ့ manage extension လေးအောက်ဆုံးကဟာလေးကိုရွေးလိုက်လို့ရှိရင်တော့ကျွန်တော်ဒီ Google Translate လေးကတော့ပွင့်သွားပြီပေါ့ extension ချိတ်လိုက်ပြီဖြစ်ပါတယ်ပြီးသွားလို့ရှိရင်တော့အဲ့ထဲဝင်ပြီးတော့အောက်နားလေးနည်းနည်းဆွဲလိုက်ပြီဆိုတာနဲ့တော့ကျွန်တော်တို့တခုတွေ့ရမှာကျွန်တော် extension option ဆိုတဲ့ဟာလေးကိုရွေးပေးလိုက်မယ်ပြီးလို့ရှိရင်ဒီလိုပုံစံလေးပေါ်လာအပေါ် English ဆိုတဲ့နေရာမှာကျွန်တော်တို့မြန်မာ Burmese လေးကိုရှာပြီးတော့ထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်အောက်ဆုံးနားလေးမှာရှိပါလိမ့်မယ်ကျွန်တော်ရှာတယ်ခင်ဗျပြီးသွားလို့ရှိရင်တော့မြန်မာဘာမီဆိုတာလေးရွေးပြီးသွားလို့ရှိရင်အမှန်ချစ်ကိုအလဲအကောင်လေးကိုထားပေးရမှာဖြစ်ပါတယ် immediately display pop up ဆိုတဲ့ဟာလေးကိုရွေးပြီးတော့မှ save လုပ်ပေးရမှာဖြစ်ပါတယ် save လုပ်ပြီးသွားပြီဆိုတော့ကျွန်တော်ပြီးသွားပြီခင်ဗျကျွန်တော်translate လုပ်လားမလုပ်လားဆိုတာလေးကိုစမ်းမှာဖြစ်ပါတယ်တခုခုပေါ့နော်ကြိုက်တဲ့ဟာလေးတခုရိုက်ပြီးတော့ကျွန်တော်ရှာလိုက်ကျွန်တော်တို့ဒီမှာမြန်မာတိုင်ပင်လေးကိုရှာပြီးတော့ဒီအင်္ဂလိပ်လိုရေးထားတဲ့ဟာလေးတွေကို slap ပေးလိုက်တာနဲ့ကျွန်တော်မြန်မာလိုပြန်လားဆိုတာလေးကိုစမ်းပြနေတာဖြစ်ပါတယ်အဆင်ပြေသွားပါပြီခင်ဗျာကဲအဲ့တော့တကယ်လွယ်တာကိုတွေ့ပြီးပြီလို့မျှော်လင့်ပါတယ်လိုက်လို့ကြည့်ပါသူများတွေကိုလည်းမျှဝေပေးပါတခြားသိချင်တာလည်းမေးခဲ့လို့ရပါတယ်နားမလည်တာရှိရင်လည်းပြောပြပေးပါမယ်ကျေးဇူးတင်ပါတယ်ဗျာ